relationship advice for women ကိုရွှေမန်းယူလိုက်တဲ့ဒေါက်တာမာလေးလိုအခြေရေးမှာကံကောက်အောင်ဘာတွေဆောင်ရမလဲတန်တာမိုးတိတ်လို့အခြေရေးမှာကံမဆိုးအောင်ဘာတွေရှောင်ရမလဲဒီဗီဒီယိုလေးအစားအဆုံးကြည့်သွားဆိုရင်အမျိုးသားတွေတကယ်အတီးယူတဲ့အမျိုးသမီးနဲ့ဒီလိုပဲတွဲတဲ့အမျိုးသမီးဘာကွာလဲဆိုတာကိုတေးသေးချာချာသိသွားမှာဖြစ်တယ်ယောက်ျားတွေကအမျိုးသမီးကိုမိန်းမအနေနဲ့ဖြစ်စေအတီးချစ်မယ်ဆိုရင် criteria 5ခုရှိတတ်ပါတယ်အဲ့ criteria 5ခုကိုဒီဗီဒီယိုလေးအဆုံးမှာတေးသေးချာချာပြောရမယ်ကဘာပတ် American အချစ်ဆရာဝန် channel ရကြိုဆိုပါတယ်ဘယ်နေရာကြည့်နေလဲcommentအောက်မှာရေးတာပါမိဘတွေကိုပါဒုထောက်တောင်းပန်ခဲ့ရတဲ့တထေးကြီးကိုရွှေမန်းမင်းကလေးတယောက်ကိုတွဲချင်တိုင်းတွဲပြီးမယူရင်ဘာတွေဖြစ်ကုန်လဲဆိုတာကိုမြန်မာပရိုဂျူဆာခရိုနီထိတ်တန်းတထေးကြီးကိုရွှေမန်းကဘဝနဲ့ရှင်းပြီးသက်သေပြခဲ့ပါပြီအားလုံးသိပြီးသားပြဿနာတစ်ခုဖြစ်တဲ့တန်တာမိုးသိမ့်တဲ့ကိုရွှေမန်းကိစ္စမှာအမားတွေကိုထက်တလဲလဲကျူးလွန်ခဲ့သူဖြစ်တဲ့ကိုရွှေမန်းဟာတန်တာမိုးသိမ့်ရဲ့မိဘတွေကိုပါအညွန့်ညွတ်တောင်းပန်ခဲ့ရတယ်လို့သိရပါတယ်ဒီဖြစ်ရကဘဲကစတယ်လို့ဆိုရင်ကိုရွှေမန်းရဲ့ချင်းချိတ်တဲ့မင်္ဂလာဆောင်ကြီးကစတင်ခဲ့တာဖြစ်ပါတယ်။အွန်လိုင်းပေါ်မှာမြန်မာနိုင်ငံရဲ့ပရိုဂျူဆာလေးဖြစ်ထိတ်တန်းတထေးကြီးလေးဖြစ်တဲ့ကိုရွှေမန်းနဲ့ဆီယံဝင်မာလီတို့ရဲ့မင်္ဂလာပွဲဟာဒိတ်တိတ်ကျဲနာမည်ကြီးလို့နေပါတယ်။မင်္ဂလာဆောင်မှာလေဝါလုံးနဲ့စတဲ့မင်းသမီးစုံတွေကကိုရွှေမန်းနဲ့ဆီယံဝင်မာလေးကိုဘလို့အောင်သွဲပေးခဲ့ကြောင်းမင်္ဂလာရှုပြီးရှွှွှွှဝင်အောင်ပြောဆိုနေခဲ့ပါတယ်။တိမ်ပေါင်းများစွာတိမ်တဲ့ချီပြုံးပြီးမင်္ဂလာဆောင်ကိုသူ့ထက်ကအပြိုင်ဆောင်မှာဖြစ်ကြောင်းအခြေဦးနဲ့လက်ထပ်ရတဲ့ပွဲမှုဘလောက်ကုန်မညွန့်ညင်ကြောင်းမီဒီယာတွေကလည်းမြောက်ပင်ပြီးရေးသားထားကြပါတယ်။ဒီအကြောင်းကိုတွေ့တဲ့အခါပွဲတိုင်းဝင်ပါတက်တဲ့ပြည်ရင်းတရားကအငြိမ်မနေနိုင်ပဲစပြီးအားချောင်းပါတော့တယ်။ပြည်ရင်းတရားကပရိုဂျူဆာကိုရွှေမန်းနဲ့တန်တာမိုးသိန်းဟာအမှုပညာလောကထဲမှာပေါ်ပေါ်တင်တင်တွဲလာခဲ့တာ3နှစ်ရှိပြီဖြစ်ကြောင်းအမှုပညာလောကသားအားလုံးသူတို့နှစ်ယောက်တွဲနေတာကိုသိကြကြောင်းနေ့တေချာကြီးတွဲဖြစ်လာတဲ့အတွဲမို့ဘယ်တော့ရှုမလဲဆိုပြီးအားလုံးကစောင့်ကြည့်ရတဲ့အထိအားကြတဲ့အတွဲဖြစ်ကြောင်းပြောဆိုလာခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဝါလုံးနဲ့စားနေမင်းသမီးကမနာလို့ဖြစ်ပြီးသူဟာသူအဆင်ပြေနေတဲ့တွဲကြတဲ့ကိုခုနကဆီယံဝင်မလေးထည့်ပေးလိုက်တာဖြစ်ပါတယ်တန်တာမိုးသိန်းနဲ့တွဲနေမှန်တိတိကြီးနဲ့ကိုရွှေမန်းနဲ့မိတ်ဆက်ပေးလိုက်ပြီးဆီယံဝင်မလေးကိုလိုက်ဖို့လေအားပေးအားမြောက်လုပ်ခဲ့တယ်လို့ပိုးပန်းတော်လေးကူညီခဲ့ပါတယ်တစ်ဖက်မှာလည်းတန်တာမိုးသိန်းက3နှစ်လုံးတော့ကိုရွှေမန်းနားမှာပဲနေပြီးရွှေမန်းဖောက်ပြန်သမျှကိုမရကြီးတယောက်လိုလိုက်ရှင်းပြီးသူမရဲ့ချိန်ကြီးအားလုံးကိုမြုံနှံထားခဲ့ပါတယ်ဒီလိုနဲ့ကိုရွှေမန်းဆရာဝန်မနဲ့ဖြစ်နေတာကိုသိသွားတဲ့အခါမှာတော့အဲ့ရတဲ့လဲတဲ့အထိဖြစ်ခဲ့ပါတယ်။ပြည်ရင်းတရားကဒီအကြောင်းကိုထားပြောတဲ့အခါမီဒီယာတွေကလည်းစားပေါက်ရပြီဆိုပြီးတန်တာမိုးသိန်းကိုအဝါစားပြီးမှရွှေမန်းကဆရာဝန်မလေးကိုကောက်ယူလိုက်တယ်လို့ပတ်စံလူချင်းလို့အနာကတ်တဲ့မိန်းမတွေကိုမနက်နဲ့တွဲအချိန်တိုင်းပညာတတ်မိန်းမကောင်းလေးကိုပဲလက်ထပ်လိုက်တယ်လို့နဲ့တည်င်းနေစုံနေအောင်ရေးကြပါတော့တယ်။အဲ့ဒီကမှတော့သူမရဲ့ဂုဏ်သိက္ခာထိပါလာမှုအတွက်မခံနိုင်တော့ပဲတန်တာမိုးသိန်းကလည်းပြန်လဲချေပတဲ့ post တစ်ခုကိုရေးတင်ခဲ့ပြီးအဲ့ဒီထဲမှာတော့သူမဟာကိုရွှေမန်းထားခဲ့တာကိုခံရတာမဟုတ်ကြောင်းရွှေမန်းရဲ့ဖောက်ပြန်မှုတွေကိုလည်းလက်မခံနိုင်တော့လို့သူမကသာထားခဲ့တာဖြစ်ကြောင်းဆရာဝန်မနဲ့မင်္ဂလာဆောင်တော်မင်းညာတင်သူမကိုတတိယရဲဆိုပြီးရွှေမန်းကစာရီလာပို့နေကြောင်းတပ်တင်နဲ့တကွဖော်ထုတ်ခဲ့ပါတယ်ဒီတော့ကြည့်ရှုသူတွေလည်းဖြစ်စဉ်လုံးစုံကိုသိသွားပြီးရွှေမန်းကိုစွန့်ကြည့်ဝိုင်းလောင်းခဲ့ကြတာမို့လို့အမားလောက်ထားတဲ့ရွှေမန်းလေးသူကိုခွင့်လွှတ်ပေးပုံတန်တာမိုးသိန်းကိုပြေးခဲ့ပြီးသူမရဲ့မိဘတွေကိုပါဒူးထောက်တောင်းပန်ခဲ့ရတယ်လို့သိရပါတယ်။ဒါဟာမိမတယောက်ကိုတွဲချင်တိုင်းတွဲပြီးအတီမီယူရင်ဘလို့ပြဿနာတက်သွားမလဲဆိုတာမြင်အောင်ပြလိုက်တဲ့သက်သေလေးဖြစ်ပါတယ်။ပရိသတ်ကြီးတို့ရောအခုဖြစ်စဉ်အစဆုံးကိုဘယ်လိုထင်တယ်လဲဆိုတာနဲ့တန်တာမိုးသိန်းနဲ့ရွှေမန်းကိစ္စမှာဘသူလွန်တာလဲဘသူကတနာဖို့အကောင်းဆုံးလဲဘသူကဗီလင်းလဲဆိုတာ comment မှာရေးပေးခဲ့ကြပါအောင်ရှင်စောစောကသူပြောတဲ့ post ဆိုတာဒီ post ပါတရုတ်ဆောင်တန်တာမိုးတိတ်ရနေပြီးတော့ဒီ post တွေတင်ထားတယ်ဒီလိုမျိုးအပြင်မှာတကယ်ဖြစ်ပြနေတဲ့ဖြစ်ရမှန်အချစ်ဇာတ်လမ်းတွေကိုပြောကြအပြင်ညီမလေးတို့အချစ်ပညာတေးသေးချာချာတင်ယူပြီးတော့ကိုနဲ့အဆင်ပြေမဲ့ဖြူစင်ပြီးတော့ပျော်ရွှင်တဲ့အချစ်ဉာဏ်လိုင်းကလေးကိုတွားနေမှာဖြစ်တယ်နော်ဒါတော့ဘသူ့မှ
ဝေဖန်တိုက်ခတ်တာမဟုတ်ဒီ channel ကအမျိုးသမီးတွေ channel ဖြစ်တဲ့အတွက်ကြောင့်အမျိုးသမီးတွေပဲပို့ပြီးတော့ပြောပေးမယ်နော် okay ဖြစ်စဉ်ကတော့တန်တာမိုးတဲ့ကအပြစ်ခံရတယ်ဆိုပြီးတော့ဒေါက်တာမာလေးဆရာမလေးပညာတတ်လို့ပဲယူရတယ်နောက်ဆုံးတော့မင်းသမီးကပညာမတတ်ဘူးဟုတ်တယ်မအားကြောင့်ပညာတတ်တဲ့ဒေါက်တာမာလေးပဲယူရတယ်ဆိုပြီးပြောတဲ့အတွက်ကြောင့်ဂုံတိတ်ခါထိဖားတယ်ဆိုပြီးတော့တန်တာမိုးတဲ့အမေရောတန်တာမိုးတဲ့ရောမကြည်မနှက်ဖြစ်တော့အားကြောင့်ဒီ post တွေသူကတင်ထားတယ်ညီမလေးတို့လည်းအဲ့လိုပဲပြန်ပြီးတော့ဖြည့်ရှင်းနေရမှာဒီလိုစာအရှိကြီးဘာမှရေးစရာမလုံးဟောသူကပြောထားတယ်အယောက်90နီးပါးတွဲတယ်ကို့အရင်ရီးစားဟောင်းပဲဟုတ်ပါအယောက်90ဒါအောက်ဖဲလှန်တဲ့သဘောဖြစ်နေပြီးတော့ကို့ပေါင်ကိုလှန်ထောင်းလာတဲ့အတူတူပဲโอเคအဲ့တော့အစာတဲ့ကအဲ့ဒီမိန်းကလေးကတီတီကြကြမစစ်စစ်ပဲနဲ့ဘာကြောင့်တွဲလာတယ်ကိုရွှေမန်းကိုဝင်းမင်းမောင်ဆိုတာက producer ရုပ်ရှင်လောကမှာ producer နဲ့ director ကပါဝါအများဆုံးပဲဆိုတာဒါလူတိုင်းသိတယ်အဲ့တော့မင်းသမီးချောချောလေးကအများကြီး model ချောချောလေးအများကြီးဆရာဝန်မလေးတို့နော်၄နှစ်6နှစ်စာဖတ်ပြီးမှဘွဲရတာမဟုတ် resident ဆင်းရနေရဲ့ဆရာဝန်ဆိုတာအဲ့တော့ဘွဲရတဲ့အမျိုးသမီးကပိုရှားတယ်10နှစ်မှအမှတ်အရန်ကောင်းတယ်နော်ရုပ်ရှင်မင်းသမီးတွေ model တွေကဘွဲရစရာမလိုရုပ်ကလေးရှိပြီးတော့နည်းနည်းတရုပ်ဆောင်တတ်တယ်နော်တရုပ်ဆောင်ပညာပို့ပြီးတော့ကောင်းတယ်ပိုကောင်းလာပေါ့ဒါပေမဲ့များသောအားဖြင့်က producer နဲ့ director မျက်နှာตาပေးတယ်ဆိုရင်ရုပ်ရှင်ရရမယ်ကြော်ရရရမယ်ဆိုပေါက်သွားတာပိုများတယ်နော်ရုပ်ချောရတယ်အများကြီးပဲအဲကြောင့်ကိုအရွေးခံအောင်ဘယ်လိုလုပ်မလဲ producer နဲ့ director ဆိုတာယောက်ျားဆိုရင်ယောက်ျားလေးလိုချင်တာအောင်မြင်တဲ့ယောက်ျားတွေကလိုချင်ပါပဲရှိကိုလုံးမရှိဟုတ်တယ်မမင်းကလေးကိုလုံးမရှိရသူအကုန်ပြည့်စုံနေတာပဲချက်စားမလားအပြင်မှာသွားဆောင်ရတယ်ဟုတ်တော့အိမ်မှာတန်ရှင်းလို့မလားအိမ်မှာကလည်း vacuum နဲ့ဝယ်ထားရတယ် robot တွေဝယ်ထားရတယ် vacuum robot vacuum ဟုတ်တယ်မကိုအောင်တေးသေးချက်ချာ तू ကဆက်လေးနဲ့သွားပြီးတော့တန်ရှင်းလုပ်ပြရနောက်တန်ရှင်းတမခေါ်ရအကုန်ပြည့်စုံတယ်ပြည့်စုံမပြည့်တခုပဲလိုအပ်တယ်အမျိုးသမီးရဲ့စီကခန္ဓာကိုယ်ပဲအဲ့တော့မိန်းကလေးအများဆိုတော့ကတ်ဖို့အတွက်ခန္ဓာကိုယ်ပေးရဘာမှမဆန်ဒါတဘာဝပဲနော်အယောက်90ဒါအစနဲ့မတွဲခဲ့တာသိရမှာပြီးတော့ကောင်းတဲ့တစ်ခုကဘာလဲဆိုတော့ဒီခိုင်ခွဲလုပ်ပေးတယ်စိတ်ရင်းစိတ်ကောင်းရှိတယ်ငါ့ဘောစိတ်ဓာတ်ရှိရှာတယ်ဆိုရင်အဲ့လိုမျိုးစိတ်ထားကောင်းတာတွေတော့ကောင်းတယ်ဒါပေမဲ့ညီမလေးကိုမှတ်ထားမှာဗါလဲဆိုတော့အကောင်းဆုံးပြန်ပြီးတော့ကိုယ်တိတ်ခါကိုပြန်ဆဲနေတာသူနဲ့3လေးနဲ့တွဲခဲ့တယ်တွဲတဲ့အချိန်မှာသူ့ရဲ့အကျင့်တွေတည်လာတယ်ကိုယ်နဲ့မကြိုက်တဲ့ဟာရှိရဲသဘောထားကွဲလွဲတာရှိရဲအဲ့လိုရှိရတဲ့ကြောင့်ကျမရဲ့အပြိုစဘွားကိုထိန်းထားပြီးတော့ကျမကိုတကယ်တန်ဖိုးထားပြီးအတီယူနေတဲ့သူတွေပဲကျမထိန်းထားခဲ့တယ်လို့ပြောလိုက်အဲ့ဒါဆိုရင်စာကြောင်းတစ်ကြောင်းအလုံးစုံ3ကြောင်းပြီးပါပြီပွားတိတ်သွားပြီနော်ပွားတိတ်သွားပြီကိုကမင်းကလေးပဲဟာထားခဲ့တာအထားခံရတာအရေးမကြီးဘူးကိုဂုံတိတ်ခါအတက်ဆုံးအရာအလားပဲကိုကထိမ့်သိမ့်နိုင်တယ်ဆိုအမျိုးသားရဲ့အလုပ်ကပတ်စံရှာရဲ့အလုပ်လောကကြီးအပြင်သွားရတယ်ပတ်စံရှာတဲ့နေရာမှာသူ့ရဲ့ပြိုင်ဘက်တွေအများကြီးပတ်စံဆောင်လူတိုင်းလူချင်းဟုတ်ပါအပြင်ထွက်ပြီးတော့ပြိုင်ဘက်အများကြီးသူ့ထက်ကအရင်လူယူရတယ်ပြီးတော့ကာကွယ်ပေးရတယ်ကိုမိသားစုကိုညီကိုမောင်နှမမိန်းမရီးစားမိဘဘဝတွေတိုးတက်အောင်ကာကွယ်ပေးရတယ်ဒါယောက်ျားတွေတဲ့အဲ့ယောက်ျားတွေကအပြင်ကသွားပြီးတော့ empire ချက်ထွင်တာတွေကယောက်ျားတွေရဲ့အလုပ် empire ချက်ထွင်တော့မိန်းမတွေကိုရအောင်လုပ်ရမယ်ဆိုတာအဲ့လိုယောက်ျားတွေအလုပ်ပဲဟုတ်တယ်မယောက်ျားတွေကနည်းနည်းပဲပေးပြီးတော့မိန်းမကိုလုံးရတယ်ဆိုရင် तू အောင်နိုင်တယ်ဒါလုံးဝလူတိုင်းလက်ခံတယ်မိန်းကလေးအလုပ်ကပါတယ်ညီမလေးကိုအလုပ်ပါလဲဆိုတော့ထိမ့်သိမ့်နိုင်တဲ့အရေးချင်းအဲ့ဒါအဓိကအရင်တန်ဖို့ရှိဘာကြောင့်ဆိုတော့ခေတ်ဆက်တာယောက်ျားလေးအပြင်
သွားတယ်ပတ်စံရှာလာတယ်ပတ်စံဟိုညီမလေးကိုပေးမယ်မင်းကလေးအဲ့တော့ညီမလေးကတေးချပတ်စံထိမ့်သိမ့်ပြီးတော့ဘယ်တော့မှထားရမလဲနော်ပဲ့မပါဝါပတ်စံကြီးမလွတ်အပ်နေရမှာမပြုံးတိအောင်ထိမ့်သိမ့်ရမှတောင်းရအမျိုးသမီးတောင်းရပြီးတော့အိမ်တော်မဖြစ်စေချစ်သူကြီးစားမဖြစ်စေကိုချစ်တဲ့လူကိုကချစ်တဲ့လူကိုတခြားလူစီမပါဝါအောင်ထိမ့်သိမ့်သားမယ်အဓိကတောင်းရမိန်းကလေးတောင်းဝင်မဲ့မိန်းကလေးရဲ့တန်ဖိုးအဓိကထိမ့်သိမ့်ထားမဲ့တောင်းရအဲ့ရောဒီရောက်ဘလို့ပဲဖြစ်ဖြစ်ကိုကပဲပြတ်သွားတယ်ကိုကပဲထားခဲ့ဖြစ်စေယောက်ျားလေးကပဲထားခဲ့ဖြစ်စေပြတ်သွားတယ်ဆိုတော့အနည်းနဲ့အများတော့မိန်းကလေးကထိခိုက်တာပဲနော်အကယ်၍အပြိုစင်စစ်တယ်ဆိုရင်ဟိုအမျိုးသားကိုထားခဲ့ရမှာလူတွေကပို့ပြီးနားလဲဩ तू ကဒီလိုမျိုးအကျင့်ရှိရတဲ့ကြောင်မစားရတဲ့ကြောင်ထားခဲ့တာညီမလေးကိုအရန်တော်ခုံတိတ်ဟာထိမ့်သိမ့်နိုင်တယ်မိဘခုံတိတ်ဟာထိမ့်သိမ့်နိုင်ပြီးတော့ဒီလိုမျိုးအရေးခေရောပဲဖြစ်ဘာဖြစ်ဒီခေပဲဖြစ်တခြားစဉ်းစားအမျိုးသားတွေကတခြားမိန်းမတွေကိုတခါမှမပေးဘူးတဲ့လက်ထပ်ချင်းပေးမှတာညီမလေးတို့ကလည်းတခြားအမျိုးသားတွေကိုတခါမှမပေးဘူးတဲ့အပြိုစင်ဘွားတွေပေးတာဒါမှညီတူမျှတူတရားတယ်အမျိုးသားတွေအရင်ကတင်တောင်းလို့ရှိရဘာကြောင့်တင်တောင်းလဲဆိုတော့အိုနဲ့ယူရမယ်ဆိုရင်အပြိုစင်မဟုတ်တော့အပြိုစင်မဟုတ်တော့ဆိုကြံတဲ့အမျိုးသားယူကခဲရင်းတယ်ပြီးတော့ကိုယ့်ကိုယ်လည်းဒါတက်တည်ပြတာမင်းတို့တကယ်အတီးချစ်တဲ့တို့ကြောင့်ဒါယောက်ျားတွေ investment နော်ယောက်ျားတွေ investment ဖြစ်တဲ့တို့ကြောင့်ဘယ်ကအကောင်းဆုံးလဲ investment ယောက်ျားတွေများများလုပ်နေတယ်ကိုယ်ခွဲဝါဖို့ကိန်းကနဲလေတယ်ပဲနော်အဲ့ဒါအရင်အရေးကြီးတော့ညီမလေးမှတ်ထားနော်ဒီလိုမျိုးအရင်အစိမ့်မြင့်တဲ့အချစ်ပညာတွေတက်ချင်ဆိုရင်ဒီ channel ကို subscribe လုပ်တာပါပြီးတော့မျိုးသားတွေကတကယ်အတီးယူမှဆိုရင်အတီးမယူဆိုရင်ဟေးဘလို့မင်းကမဖြစ် crazy မဖြစ်ဘူးနော်ကိုယ်ရမ်းမရှောင်ဆိုရင်အတူတူအိတ်ပါမယ်ဘယ်မိန်းမပဲဖြစ်ဖြစ်ယောက်ျားတွေ attention ရတယ်ယောက်ျားတွေကကိုယ်နဲ့အိတ်ချင်တယ်ဆိုတိတ်ပြီးမန်တက်မနေနဲ့နော်အမျိုးသမီးယောက်ျားတွေမိန်းမများများရတယ်ဆိုတာသူ့အရေးချင်းရှိတဲ့သူကြောင့်မိန်းမတွေကထုံးစံပဲအရေးချင်းမရှိဘဲနဲ့လမ်းပေးအောင်လည်းဘယ်သူမှမအိတ်ဘူးလေဟုတ်တယ်မလားမိန်းမတွေကြောင့်ယောက်ျားတွေအများကြီးအိတ်တယ်ဆိုတာသူကဝေဖန်ပန်းချထိန်းသိမ်းနိုင်ဆိုတာမရှိတဲ့အတွက်ကြောင့်မတူဘူးဒီတန်ဖိုးနှစ်ခုမတူဘူးအရေးချင်းနှစ်ခုမတူအလုံးနှစ်ခုကမတူဘူးယောက်ျားနဲ့မိန်းမနဲ့နော်မိန်းမခလေးမွေးရယောက်ျားကခလေးမွေးစရာမလိုနော်အဲ့တော့ယောက်ျားတွေအများကြီးအိတ်မယ်ဆိုရင်ဘယ်သူခလေးအဖေခေါ်မှမသိနော်အဲ့ဒါကြောင့်ယောက်ျားတွေကအပြိုမစစ်ဘူးဆိုရင်မယူချင်းကြအောင်ဒါတဘာဝပဲနော်တောင်းမတက်နိုင်တော့မှအရေးချင်းမရှိတဲ့ယောက်ျားအပြင်းထူတဲ့ယောက်ျားမှယူတာနော်အဲ့ကြောင့်တခြားအပြိုမစစ်တဲ့အမျိုးသမီးပြောတဲ့စကားမယုံနဲ့နော်ညီမြရဲ့ယောက်ျားကကိုဘာပဲဖြစ်နေပါစေ my body my choice နော်ကိုအတိတ်ကိုနားလည်ပေးမယ်လို့မယုံနဲ့ယောက်ျားမြတ်လေကအစင်တန်းတေချာခွဲတာညီမလေးမတေချာစဉ်းစားနေညီမလေးကိုယောက်ျားယူမှဆိုရယ်လူတက်ထားတဲ့ကောင်တခိုးကြဘိုးယူမလားပြစ်မှုရှိတဲ့ကောင်ယူမလားပြီးတော့ပြစ်မှုရှိတဲ့ကောင်ကအလုရှာမှုခက်တယ်လေအဲဒါကြောင့်ထောင်ဝင်ဘူးရဲ့လူပြစ်မှုရှိတဲ့အမျိုးသားကထပ်ပြီးတော့ကျိုးလွန်တာဘာကြောင့်လဲဆိုတော့အလုရှာမှုမရတော့ကြောင့်နော်အရင်ရေးကြည့်နော်အဲ့ကြောင့်အစင်သားခွဲထားရမယ်ညီโอเคဆိုတော့မိန်းမတွေအပြုံမစစ်ရဲ့ကိစ္စမရှိဘူးပြောရမိန်းမတွေပြောမယ်တခိုးကြဘိုးလူတက်ထားကောင်တွားယူမလားတွားယူမယ်ဆိုရင်ဟောလက်ခံတယ်သူပြောစကားတွားမယူဆိုရင်လက်ခံစရာမလိုအစင်သားခွဲထားရမယ်ဘာကြောင့်ဆိုတော့ဒီလိုမျိုးပြင်းမှုမဖြစ်အောင်စူးစမ်းထားရဆိုတာအရေးချင်းပဲလုံးဝအရင်ကမတောင်းစိတ်နဲ့မတောင်းလောင်ကစားမလုပ်ဘူးတော့မိဘရောရှာကျွေးတယ်မိမတွေအများကြီးထားတယ်ထားအောင်နော်မိမတွေအများထားဆိုသူအရင်ချင်းရှိယူထားအောင်ရတာနော်အဲ့ဒါညီမလေးကို
ဘလို့ကိုနံပါတ်1ထားအောင်လောက်ရမယ်ဆိုတာတေးချာချာတင်မိမယ်နော်အဲ့ဒါကြောင့်အစင်တန်းဆိုခွဲတယ်ဘသူတွေဘာပဲပြောနေမှာမသိတကယ်ယောက်ျားလေးကတယောက်တည်းယူရမယ်ဆိုအရင်စဉ်းစားပြီအရင်စဉ်းစားပြီအပြိုစစ်တာနဲ့အပြိုမစစ်ရမလို့မှအပြိုစစ်တာပြီးမှာပေါ့ပြောညီမလေးတို့ရဲ့အပြိုကစစ်တယ်ဆိုရင်အဲ့စကားတကြောင်လေးပြောလိုက်ရတယ်ပြဿနာဖြေရှင်းသွားတယ်ဂုံကလည်းလောကအဖက်ဆန်သွားโอเคသူဘလောက်ပဲတွဲနေပါပါစေ3နှစ်4နှစ်မှာသူတော်ထိန်းနိုင်မှာတော်တော်ပါပဲလေးစားပါပြီဆရာဝန်မလေးကအပြိုမစစ်ဘူးဆိုရင်ညီမလေးကအပြိုစစ်တယ်ဆိုညီမလေးကိုပိုးပြီးလေးစားဒါယောက်ျားလေးရောမိန်းကလေးရောအတူတူပဲတိရလေမိန်းကလေးကထိန်းနိုင်တဲ့အရေးချင်းတစ်ခုပဲနော်ဆရာဝန်မလေးကအပြိုမစစ်ဆိုဟာ तू ကပညာတက်ပြီးတော့ဆရာဝန်မဖြစ်ပြီးတော့ယောက်ျားနေအများကြီးအိတ်တယ်ဟာ तू ကြောင့်ရေတရုပ်ဆောင်တယ်မင်းလည်းပြီးပဲဒါပေမဲ့ तू ကဂုံတိတ်ခါအပြိုစစ်စစ်ကိုထိန်းနိုင်တယ်သူ့ကိုတကယ်လေးစားတယ်နော်ရုပ်ရှင်မင်းသမီးမင်းသားရုပ်ရှင်မင်းသမီး model ဆိုတာအပြိုစစ်စစ်ထိန်းဖို့ဆိုတာခန်းရင်တယ်လေဟုတ်တယ်မလားဆရာဝန်မလေးဆိုတာအပြိုစစ်စစ်ထိန်းဖို့ဆိုတာပို့ပြီးတော့အခြေအနေပေးတယ်ပိုလွယ်ကူတယ်သူ့ပတ်ဝန်းကျင်ကဘယ်သူမှအလို့ရဖို့အတွက်အပြိုစင်ဘဝကိုတောင်းလာမျိုးမရှိဘူးလေဟုတ်တယ်မပြောဆရာဝန်ဆိုတာလာကလည်းဘယ်နိုင်ငံခြားမှာဆိုအမေရိကမှာဆိုလာကတော်တော်ကောင်းတယ်ခန္ဓာကိုယ်နဲ့လှုပ်ရှားစရာမလိုမင်းသမီးတွေ model ဆိုတာငတ်တက်လက်ပြက်တက်လက်အဲ့ရောနာမည်ကြီးဖို့ပတ်စံရဖို့ဆိုရင်ခန္ဓာကိုယ်ပေးရများအဲ့ရောမင်းသမီး model တွေကခန္ဓာကိုယ်တခြားထိန်းထားနေတဲ့အပြိုစင်စစ်ဆိုပိုးလေးစားစရာမကောင်းလားစဉ်းစားနော်လူလောကမှာလေးစားစရာခုံတက်တယ်ဆိုတာသူများမလုပ်နိုင်တဲ့အလုပ်ကိုကလုပ်နိုင်တဲ့အတွက်ကြောင့်ပြီးတော့အဲ့လို post တင်ထားတဲ့ကြောင့်ထုံးတော့ example ရတယ်သူကပြန်ပြီးတော့တကယ်ချင်းဆရာဝန်မလေးနေရာတော့ပြန်ပြီးတော့ပြောပေးဆရာဝန်မလေးတော့မဟုတ်အကုန်ပြန်ရှင်းပေးရပါနော်ဒါပေမဲ့ तू post လုပ်ထားတဲ့ထားမှာကတန်တာမိုးတဲ့ကိုမမျော်လင့်ပဲနဲ့ထိခံသွားတဲ့အရာတွေရှိတယ်နော်အဲ့တော့သူ့ရဲ့ post တွေပဲတခြားဖတ်ပြီးတော့လေ့လာမယ်အဲ့ post ကိုကြည့်ခြင်းအပြင်ဘလောက်ပဲလူလောကကအပြိုမစစ်တာယူရကိစ္စမရှိပါပြောနေပါပါစေသူ့ရဲ့နောက်ကွယ်မှာဆုံးဖြတ်ချက်လေးလှုပ်ဆောင်ချက်လေးကအပြိုစစ်တွေကိုပိုပြီးတန်ဖိုးထားတယ် social status ကိုပိုပြီးတန်ဖိုးထားတယ်ဆိုတာညီမလေးကိုတွေ့တယ်မယ်ဟေးခုတလောဖြစ်နေတဲ့ကိစ္စတွေပတ်သက်ပြီးကိုကအဓိကပါဝင်ရင်းနှီးခဲ့လို့တဲ့တရားမှုဖြစ်ခဲ့တဲ့မြောက်အမှန်တမ်းချပြခြင်းပါလေဒီလိုချပြခြင်းကဘယ်သူတဦးတယောက်မှနစ်နာထိခတ်လိုခြင်းမရှိပါတဲ့အခုချိန်မှာအဓိကလူနှုတ်တဦးကတရချင်းတောင်တမလေးနဲ့တဦးကသူ့ခင်မအပေါ်အထင်မြင်မှာဆွဆွဲခြင်းတွေမတရားလို့ဖြစ်လာတဲ့အတွက်ကြောင့်ဒီလို post တင်မှုပေါ်ကာရှင်များတာစိတ်ထဲဘလို့မှမရှိပေမဲ့ဆွေမျိုးနဲ့တရချင်းများစိတ်မကောင်းမှဆိုလို့ရှင်းပြရခြင်းဖြစ်ပါတယ်အထူးသဖြင့်ပျော်ရွှင်ပွဲအတိပြီးပြည့်စုံသောမင်္ဂလာပွဲကျင်းပပြီးခါစတရချင်းတောင်တမလေးကိုမင်္ဂလေးကိုပုဂ္ဂိုလ်ကြီးတိုက်ခိုက်တာတွေမတရားသဖြင့်စော်ကားရေးသားပုံမှန်တာတွေနဲ့ချိုးနေဆက်ဆက်ခံရတဲ့တိတ်များလာရေးသားခြင်းဖြစ်ပါတယ်။ကွန်မန့်တွေကsnipe job ဘာကိုပြောမှာပေါ့။ဟုတ်တယ်မ snipe job ဘာပြောမှာဆိုများလာတဲ့အတွက်ကြောင့်အဲ့ဒီမှာသူကပြောတဲ့ပုံမှာရှိတယ်။သူနဲ့လက်ခတ်တဲ့သူကကျွန်တော်တို့လည်းအမြဲစားသူသွားသူခင်မီရင်းနှီးကြတော့ကြော်ကြားသူတူဖြစ်ပြီးသူ့ရဲ့နောက်ဆုံးအခုအရန်တည်င်းကြီးသွားတဲ့အချစ်ဇာတ်လမ်းဟာ2024 November မှာအပြီးတက်ပြီးဆုံးသွားတာသူတို့နဲ့ရင်းနှီးတဲ့သူတွေတရင်ချင်းနဲ့တိကျတဲ့ကိစ္စပါတဲ့လေရိုးရတဲ့ကိစ္စတွေမဟုတ်ပါဘူးတဲ့သူတို့3နှစ်တာချစ်ဇလန်းကလည်းကြားထဲမှာပြဿနာအမျိုးမျိုးတက်အခက်အခဲတွေနဲ့အဖူးတစ်တွေအများစွာရှိခဲ့ပါတယ်တဲ့ဘယ်သူမှဒီမှန်ဒီကျွန်တော်လုံးဝမပြောပါတဲ့နော်ပြောချင်တာကယခုတရင်ချင်းဒေါက်တာလေးရဲ့ခင်မောဟာသူ့ရဲ့နောက်ဆုံးအဲ့တယောက်နဲ့မနေ့ကနိုဝင်ဘာလမှာပြက်ပြီးတော့နောက်မှာသူ့နှစ်ဦးစတွေ့ခဲ့တယ်အဲ့ဒီမှာမြင်မြင်ချင်းသဘောကျစိတ်ဝင်စားတော့တကယ်ချင်းတောက်ကိုကျွန်တော်ကတစ်စစ်မိတ်ဆက်ခံချစ်ကန်တာတွေလုပ်ပါတယ်တချို့ကြောင့် social media မှာတင်ထားတယ်ကိုရွှေမန်းကအောက်တိုဘာလမှာ anniversary ဆိုပြီးတော့ post တင်တာတွေ့ပြီးတော့ okay နိုဝင်ဘာလမှာပြတ်တာမဟုတ်အောက်တိုဘာလမှာရေးစားစဖြစ်လာအများကြီးပြောကြဘယ်လိုပဲပြောရေးစားနေရောအစင်မပြေတော့ဆိုရင်နောက်ဆုံးလာနေမှာဆိုရင်နောက်တစ်ယောက်ရှာ
တဘာဝပဲနော်ယောက်ျားတွေပဲဖြစ်စေမိန်းကလေးပဲဖြစ်စေထွက်ချင်ပြီဆိုရင်စပြီးတော့ရှာနေတယ်ပြီးတော့အထူးသတိထားမှာလားနော်ယောက်ျားလေးတွေကညီမလေးကိုရောက်ဖို့ဆိုရင်ဂတိတွေမတည်နိုင်ပဲပေးတယ်အဲ့လိုမျိုးယောက်ျားမျိုးဆိုတော့ no ဝရှောင်းဂတိတွေယောက်ျားကပို့ပြီးတော့တန်ဖို့ရှိတယ်ယောက်ျားတွေတဘာဝယောက်ျားတွေတစ္ဆာသမားတစ္ဆာဆိုအမှန်တရားဘာလဲဆိုတော့ဘယ်တတော်မဆိုအမျိုးသားတွေကမိန်းမအများကြီးလိုချင်ရတယ်ဒါတူးကမျိုးပွားဖို့အတွက်နော်ဖះကနေပြီးဖန်ဆင်းတာပဲဖြစ်ဖြစ်ဘာဖြစ်ဖြစ်တဘောဝတရားကြီးကအဲ့လိုဖန်ဆင်းတာအဲ့ဒါကြောင့်ညီမလေးကိုတိထားမှာလားဒီအောင်တေးကြလက်ခံပြီးတော့နော်ဘလို့ကိုအကျိုးရှိအောင်ကိုပဲရွေးအောင်ဘလို့လုပ်အောင်ဆိုတိထားရမယ်တယောက်တည်းရွေးတဲ့အမျိုးသားတွေဆိုတော့ဘာတွေများလဲဆိုတော့တယောက်တည်းပဲသူ့ကိုကြိုက်တဲ့အတွက်ကြောင့်ချစ်တဲ့အတွက်ကြောင့်တယောက်တည်းပဲဖြစ်တာများတယ်နော်အတုံးမကျတဲ့အမျိုးသားရှိမယ်ပြီးတော့အပြင်းထူတဲ့အမျိုးသားတွေတချို့ကြောက်တယ်တခြားအရာတွေမှာအာရုံစိုက်နေတာပေါ့နော်သူ့ရဲ့ရည်မှန်းချက်ဘာပဲဖြစ်ဖြစ်ကိုယ်ပေနာမှာမင်းကလေးဝမ်းဝမ်းလည်ပြီးတော့ကြိုက်ပါတယ်ချစ်ပါတယ်အထာပေးနေမယ်ဆိုရင်ဘယ်အမျိုးသားမဆိုအခွင့်အရေးကိုအတုံးချပါမယ်သူ့အရေးချင်းကြောင့်အမျိုးသမီးကလာလေအဲ့ဒါကြောင့်ညီမလေးကိုအမျိုးသားမရွေးခင်တခြားစဉ်းစားပေါ့ဘယ်လိုမျိုးအလုတ်ကင်မျိုးကအမျိုးသားတွေကမင်းကလေးအများကြီးတွေ့ဖို့များတယ်စဉ်းစားပြီးမှရင်โอเคအရန်တော်ယောက်ျားကိုယူမှဆိုတော့အမျိုးသမီးနဲ့အရန်တော်ယောက်ျားပဲယူတဲ့တယ်နော်ဒေါက်တာဂျန်မေးကဘယ်လိုပဲဖြစ်အရန်ထိတ်ဆုံးရောက်နေတဲ့အမျိုးသားပဲယူဘာကြောင့်တစ်ချိန်မှာအမျိုးသားချိန်ငိမ်သွားပါမယ်နှစ်မျိုးဖြစ်နေတယ်တချို့အမျိုးသားကြောင့်အစအချင်းမှာအရန်ချိန်ငိမ်တယ်ဘာကြောင့်လဲသူ့မှာအရေးချင်းမရှိတဲ့လို့ကြောင့်ဘယ်သူမှသူ့လာမကြိုက်အဲ့တော့အိုးသူ့မှာဤစားရှင်းနေအရှုပ်ရှင်းခင်းနေဆိုပြီးတော့ယူလိုက်မယ်ဆိုရင်အဲ့အမျိုးသားစိတ်ထဲမှာအမျိုးသားအများစုစိတ်ထဲမှာမိမတယောက်ထပ်ပိုးပြီးတော့စားကြတယ်ဒါတပါးပါပဲနော်အဲ့တော့ငါလူပြိုကဘာမှမစားခဲ့ရဘူးအခုအိမ်တော်ကြသွားအောင်မြင်သွားတယ်ညီမလေးကပါမီဖြစ်မဲ့ကောင်ဖြစ်မဲ့ဆိုရင်အောင်မြင်သွားဆို तू အများကြီးစားကြမှာပဲနော်ပြီးတော့အမျိုးသားနံပါတ် A ရှိရ तू ကတော်ပြီးသားအသက်30ကဘာပတ်အမေရိကန်နိုင်ငံသားဟုတ်တယ်မီနန်နာရဟုတ်တယ်နော်အဲ့လိုမျိုးဆိုရင်အိုးအမျိုးသမီးရဲ့အကူကသူ့ကြိုက်တယ်ဆိုရင် तू ကအများကြီးတွဲပြီးသွားပြီဆိုရင်တချင်းကြရင်အိုးငါအောက်တွဲပြီးသွားရင်အမျိုးသမီးဘယ်ဟာကောင်းတယ်ဘယ်ဟာမကောင်းလဲသိတယ်ကောင်းတဲ့အမျိုးသမီးကဒီလိုမျိုးသူ့ကိုပဲငါတယောက်တည်းပဲထားတော့မယ်ဒါမှမဟုတ်သူ့ကိုပဲလက်ထပ်ယူမယ်နော်လက်ထပ်ယူပေမဲ့တခါတလေအပြင်မှာသွားစားရဆောင်ပါဘူးဒါမျိုးဆိုရင်အိမ်တော်ကြီးမထိခံဘူးညီမလေးကိုဂရုစိုက်ရမလျော်ဘူးယောဂကင်းအောင်တေးချာလုတ်တက်တဲ့အမျိုးသားဆိုရင်ညီမလေးဘာမှစိုးရိမ်စရာမလိုဘူးအမျိုးသား A နဲ့အမျိုးသား B နဲ့ဘယ်ဟာရွေးမလဲလို့တောက်မေးမှဆိုရင်အမျိုးသား A ကိုရွေးရအကောင်းဆုံးပဲနော်ခတိရက်တည်ရဲ့ဘယ်တော့မှခတိမဖြတ်ဘူးတယောက်ထက်တွဲမှမယ်ကိုခတိမပေးဘူးအမျိုးသား B ကြောင့်တယောက်ထက်တွဲမှကိုခတိပေးတယ်ဒါပေမဲ့ तू အောင်မြင်တဲ့အခါကျကိုပြစ်သွားတယ်ကိုတက်တာလို့တွေ့ရတော့ကိုပြစ်သွားတယ်ပြီးတော့တယောက်တစ်ထားမှခတိပေးပြီးတော့လက်ထပ်ပြီးတော့အပြင်မှာရသမျှအကုန်စားတယ်အမျိုးသား B ကအဆိုးဆုံးပဲအမျိုးသား A ကခတိပေးတော့မှပေးဘာကြောင့်သူ့ရဲ့ယောက်ျားတဘာဝတည်ရဲ့တစ္ဆာတရားတည်ရဲ့နော်အမှန်တရားတည်ရဲ့အတွက်ကြောင့်ခတိမပေးဘူးပြီးတော့ခတိပေးရဲ့သူအမြဲတည်ရဲ့အဲ့ဒါကြောင့်အဲ့အမျိုးသားစီရတာပို့ပြီးယုံကြည်ရတယ်သူဘာလို့မဆိုပို့ယုံကြည်ရတယ်သူလုံးမဲ့ဟာလေကိုကတိထားမှဆိုရင်ကိုကသူ့ကိုဘလို့ပိုင်အောင်လုပ်ထားမှဆိုတော့နီးတာပို့ပြီးတော့ရှာလို့ရတယ်ရှင်းပြီလားခတိတီးဖို့အရင်အရေးကြီးအမျိုးသားတွေပါနော်လူမျိုးစုံအမျိုးသားမှမဟုတ်စီးပွားရေးလုပ်တဲ့လူကခတိတီးရဲ့လူပဲစီးပွားရေးလုပ်ဆရာတပည့်ဘလို့ပဲဖြစ်ပါစေမိဘတာသမီညီကိုမောင်နှမကြခတိကအရင်အရေးကြီးနော်အားကြောင့်အရင်အရေးကြီးโอเคတရကြီးကတားကြပါသေးတယ်ကျွန်တော်တရကြီးဒေါက်တာလေးကအမှုပညာလောကရဲ့မဟုတ်တယ်လို့အနေအေးသူရိုးရှင်းသူမိဘအတိုင်းဝအနေထားရအပျော်ကြံဖို့မတင်ကြောင်းခမည်းရဲ့ဇရက်အရင်ဇရက်တွေဖျောက်ပြက်ပြီးမှချစ်ကြိုက်တင်ကြောင်းဖြောင်းပြခဲ့တာပါဟာဒီစာကတန်တာမိုးတိတ်ဖတ်ပြီးတော့အရန်ပေါက်ကွဲသွား
အဲ့ရောကျမကြတော့မိဘအတိုင်းဝါမကောင်းဘူးလားကျမကြတော့မယူတော့ဘူးလားအနေမအေးဘူးလားဘာပြောရတဲ့ဘောလဲထုံးကအဲ့လိုမျိုးရွက်ပြောချင်မှပြောတယ်ဒါပေမဲ့သူရေးတဲ့ဘောအဲ့လိုမျိုးဖြစ်သွားဘာကြောင့်အဲ့လိုမျိုးဖြစ်သွားလောကမှာညီမလေးမှတ်ထားပါ social status ဆိုရှိ social status ဆိုတာဘယ်အရာလားပို့ပြီးခုံရှိရဆိုတော့လူတတ်မှတ်ထားတာဒေါက်တာကရိုးတာမန်အလုပ်ဘွဲမရတဲ့အမျိုးသမီးတွေပို့ပြီးခုံရှိရနော်တရုတ်ဆောင်မော်ဒယ်တဲ့ပို့ပြီးခုံရှိရလူတွေတတ်မှတ်ထားအပြိုစစ်ရဲ့မိန်းမလားအပြိုမစစ်ရဲ့မိန်းမလားပို့ပြီးခုံရှိရဒါမျိုးတွေကဘလောက်ပဲညီမလေးကိုပြောပြပါစေညီမလေးကဘလောက်ပဲပွင့်လင်းတဲ့နေရာဖြစ်နေပါစေဒေါက်တာကိုယောက်ျားချင်းရမှာမင်းကအရန်တော်လာပဲအရန်တော်အောင်မြင်တယ်ချမ်းသာတယ်စိတ်ထားကောင်းတော့အရန်မတော်စိတ်လေးမတော်ဘူးမင်းယူထားတဲ့အမျိုးသမီးကအပြုံမစစ်ဘူးယောက်ျား3-4ယောက်နဲ့အိမ်ပြီးပါပြီခလေးမေပြောရရင်အပြုံမဲလုပ်ဘူးလေမင်းကဒီတော့တော်ပြီးတော့ဘာကြောက်တော်တဲ့မိန်းမမယူနိုင်ရလဲအပြိုစစ်မိန်းမဘာကြောင့်မယူနိုင်ရလဲပါဇက်ကတဲ့ပြောချင်မှပြောတယ်ဒါနောက်ကမှအများကြီးပြောမှာနောက်ကမှအများကြီးပြောပြီးတော့စဉ်းစားလိုက်မယ်โอเค तू နဲ့အလုပ်လုပ်ချင်ပါလေတွဲလုပ်ချင်ပါ तू အရင်ရှိဒါပေမဲ့तू ရွေးထားမိန်းမယောက်ျားတစ်ခါလာဖြစ်ပြီးသွား तू ရွေးထားအရန်ညံ့လာပဲအဲ့တော့ तू ငါမယုံတော့ကျန်တဲ့နေရာရိုးသားနေမယ်ကြိုးစားနေမယ်အရင်မတော့စိတ်မတော့ဟုတ်တယ်လောင်းကစားမလို့ဒါပေမဲ့ तू ရွေးတာအရန်ညံ့တယ်အဲ့ရောငါ तू စီးပွားရေးမှာမယုံကြည်တော့အဲ့လိုဖြစ်တာရှိတယ် तू ပါဇက်ပြောချင်မပြောတယ်ဒါရွေးချယ်မှုနောက်ကွယ်ရွေးချယ်မှုကအရန်ကွာသွားပြီအရန်ရေးကြည့်နော်ညီမလေးအဲ့လိုမျိုးနော်ပြီးတော့ညီမလေးကိုအပြိုစင်ပေါ်ကထိန်းထားတော့ဒေါက်တာဘာကြောင့်အမြင်ပြောရတယ်အမေမိဘပေးတဲ့အမွေကကို့မှာရှိပြီးသားထိန်းထားမှုကအလွယ်ဆုံးပဲတန်ဖိုးရဲ့အရှိဆုံးထိန်းထားမှုကအလွယ်ဆုံးပဲနော်ယောက်ျားတွေကမှာတိုက်တွေရဖို့ကားတွေရဖို့နိုင်ငံခြားကဘာပတ်ဖို့အတွက်အရန်စူးစမ်းနေရတယ်မိဘကျေးဇူးဆက်လို့အရန်စူးစမ်းရတယ်နှစ်ပေါင်း9နှစ်10နှစ်ကြာတယ်ညီမလေးကမွေးရဲကပါပြီးသားလေပြီးတော့အဲ့ဒါကညီမတို့ရဲ့ super power ပဲညီမတို့ super power ပါတယ်အလှပရယ်လူပြုံမှုရယ်ဖြူစင်မှုရယ်ဟုတ်တယ်မလားဖြူစင်မှုရယ်ပညာတတ်မိန်းကလေးကအပြုံမစစ်ဘူးညီမလေးကရိုးဘွဲ့ပဲရတယ်ဟိုက master ရ PhD ရတာအပြုံမစစ်ဘူးရိုးဘွဲရထားတယ်ဒါပေမဲ့အပြိုစစ်တယ်ဆိုရင်ယောက်ျားတွေတော်တော်များများညီမလေးကိုရွေးဖို့များတယ်ဒီလိုရှင်းထားမှဆိုရင်တွေ့လားဘလောက်ဘာကြောင့်လဲဆိုတော့အပြိုစင်ပေါ်ဆိုတာကိုကနောက်ကျောင်းရှင်းတယ်အကိုညီမနဲ့ပတ်သက်လာရဲ့ဘာမှစိတ်ပူစရာမလိုစိတ်အေးချမ်းမှုကဘာနဲ့မှလဲလို့မရဘူးเนาะအရန်အေးကြည့်အဲ့ဒါကြောင့်ကိုယ့်အတွက်လည်းညီမတို့အတွက်အလွယ်ဆုံးဖြစ်တယ်မိဘအမွေပေးထားတာနော်ယောက်ျားတွေရဲ့တန်ဖိုးအရန်ထားတဲ့အရာကိုညီမလေးကိုမထိန်းသိမ်းနိုင်ဘူးဆိုရင်ဒါညီမလေးကိုအပြစ်ပဲတေချာစဉ်းစားနော်ညီမလေးကိုအပြစ်ပဲနော်တကယ်အရန်တော်ယောက်ျားနှစ်ပေါင်းများစွာစူးစမ်းလာပြီးတော့မှအပြုံမစစ်မိမ့်မအောင်တကယ်အတီးယူမှထင်တာရိုးရမှာဆိုရင်နော်ရိုးရမှာဆိုရင်အပြုံမစစ်တာမင်းတော့မှမရွေးဘူးနော်ကဲသူကဂတိတွေအထက်ပေးတကယ်ချစ်မြတ်လို့ဒေါက်တာလေးကိုချင်းကန့်ချင်တာဖြစ်ကြောင်းအာမတွေခံတဲ့လို့ကျွန်တော်ကိုယ်တိုင်သူတို့နှစ်ဦးကိုမိတ်ဆက်ပေးခဲ့ရပါတယ်နော်အတူချုပ်ပြောရရင်အရင်ဇလန်အပြီးပြတ်ပြီးဆိုမှဒေါက်တာမာလေးကိုကြိုက်ခဲ့တာအတဲတန်လိုက်ခဲ့ပြီးဒေါက်တာမာလေးကအချက်ချင်းအဖြေမပေးခဲ့ပါဘူး6လနီးပါအတဲတန်စူးစမ်းနေ့စဉ်နီးပါပန်းစည်းများပေးပြီးတဲ့ပိုးပန်းခဲ့ရတယ်တဲ့ကျွန်တော်တို့တရကျွေးအားကဒီတော့ရိုးတက်ပါလားဟုတ်အားကြခဲ့ကြပါတယ်အားကြခဲ့အဲ့ဒါကြည့်တယ်နော်ဒေါက်တာမာလေးအခုမှစတွေ့တယ်အရန်ကြိုးစားတယ်6လတန်တာမိုးတဲ့ကိုရတော့အဲ့လိုကြိုးစားခဲ့ဒီမှာခဲ့မှာအဲ့တော့တန်တာမိုးတဲ့နိုင်နာမှာပေါ့နော်ဒါတဘာဝပါပဲမိန်းကလေးသူ့မမဒါဆက်ရဒေါက်တာအင်ဇမ်မပေးတာနော်ဘယ်လိုပဲဖြစ်နေပါမစေဒီလောက်ကြီးအရန်ကြိုးစားတယ်အမှတ်ပြောမှဆိုရင်တကယ်လေအခြေမှာအောင်မြင်ဘယ်ဟာပူများဆိုမိန်းကလေးကယောက်ျားတွေပိုပြီးအထင်ကြီးရမှာ
နော်ယောက်ျားလေးကအရန်ကြိုးစားရဆိုတာဒီမိန်းကလေးကိုနည်းနည်းစင်ပေါ်တင်ထားတာရောက်တယ်ဒါမျိုးကရေရှည်မှာတက်ရောက်အဆင်မပြေဘူးနော်ဘာပဲပြော तू ကဒီဒေါက်တာမာလေးကသူ့အရင်လက်ရှိတွဲနေတဲ့အမျိုးသမီးတွေပို့ပြီးတာတယ်လို့ထင်လို့ तू အရန်ကြိုးစားဖြစ်မှာပေါ့ပြီးတော့လေအရင်တွဲတဲ့အမျိုးသမီးအားလုံးကနောက်ကြောင်မရှင်းဘူးဆိုတာတီးလို့ပဲဖြစ်မှာပေါ့အမျိုးမျိုးဖြစ်နေတယ်ဘယ်လိုဖြစ်နိုင်တယ်ထင်မှန်းတယ်ကိုမအမရေးတာပါဒေါက်တာမာလေးကိုနေတိုင်းတွေ့ဖို့အတွက်ဆေးခန်းကနေတလားလုံးဝင်ရတဲ့ diet plan ဝင်ပြီးတော့နေတိုင်းတော့တွေ့တဲ့အရက်ဘီယာခဏတရေကြီးတွေနဲ့တောက်နေရှိတဲ့သူက diet plan ဝင်မတောက်စားပဲလုံးဝပြတ်သွားတယ်ဒါအရန်ကောင်းတာအဲ့ဒါညီမလေးကိုအဲ့လိုဆိုရင်ဒါပါမီဖြည့်မဲ့ကောင်းဖြစ်သွားပြီနော်အမျိုးသားကိုအရက်မတောက်ပဲနဲ့ပြက်အောင်လုပ်နေတာပါမီဖြည့်မဲ့ကောင်းညီမလေးကိုရီးစားမဖြစ်ခင်နဲ့စိတ်နဲ့မတောက်အရက်မတောက်နောင်ကစားမလုပ်ရင်ယောက်ျားမယူရမယ်နော်ယူရမယ်တခါမှအဲ့လာမလုပ်ခဲ့ဘူးယောက်ျားဆိုအကောင်းဆုံးပဲဒါပေမဲ့အရင်အရေးကြီးရတာညီမတို့ကစတွဲပြီးဆိုတာနဲ့စမတွဲခင်အဲ့လာလုံးဝပြတ်တော့မှသူ့ကိုစုပေးရအနေနဲ့တွဲနှုံးမို့ဆိုရင်ညီမတို့ဒုက္ခရောက်လို့ရှိစဉ်းစားပါယောက်ျားဆိုတာကကိုယ့်ကိုကာကွယ်ပေးရမှာအိမ်တော်ဦးစီးနော်သူကြမ်းမာမှမိသားစုကစိတ်အေးရမှာတားသမီးကစိတ်အေးရမှာကြောင်ကောင်းထားနိုင်မယ်အစားတော့ပူစရာမလိုသူမကြမ်းအောင်ဆိုကိုသမီးဝေးရမှာဆိုအဲ့သမီးကအပျော်မယ်ဖြစ်သွားမယ်အရင်ရေးကြည့်တော့မိဘတွေပတ်စံမရှိတော့ကိုကမိဘတွေဆေးရုံစိတ်ခံသွားရမယ်ဆိုရင်တားသမီးကသမီးလေးပဲမွေးရမှာဆိုရင်ပတ်စံအများဆုံးရနိုင်တဲ့အများဆုံးရနိုင်တဲ့အလုပ်ကပါတယ်ခန္ဓာကိုယ်ရင်းပြီးတော့လောက်ရအလုပ်ပဲအဲ့ဒါကြောင့်ညီမလေးကိုအမျိုးသားရွေးမှဆိုရင်ပတ်စံရှိရဲ့အမျိုးသားအရေးချင်းရှိရဲ့အမျိုးသားရွေးဖို့ဆိုတာအရေးကြီးရဲ့အဲ့ဒါကြောင့်အမျိုးသားကလည်းညာမျိုးမျိုးရှိရဲ့အမျိုးသားဘယ်လိုရွေးမလဲသူအစတည်းကစိတ်နဲ့မတောက်အောင်စိတ်နဲ့တောက်ရင်ကြာမှရင်မကောင်းအဆုတ်ရောဖြစ်မယ်ပြီးသွားရင်ပန်းတင်ပန်းညိုဖြစ်တတ်တယ်နော်အဲ့ဒါတွေကိုတေချာမသိပဲနဲ့လေးရမလေးနာမယ်စိတ်နဲ့တောက်လိုက်လူကလူမိုက်မယ်ပြီးသွားရင်တိရတယ်လုံတယ်ဆိုတော့ပူအောင်ဆိုးနေတယ်နော်အရက်သမားရလို့ပဲကိုကကာဝယ်ပေးရမှာအရက်အမြဲမူးနေလို့ဆိုကိုအိမ်ကိုဓမြရင်လာတဲ့အခါကျရင်ဘယ်လိုလုပ်မလဲမကာဝယ်ပေးနိုင်ဘူးဒုက္ခရောက်သွားမယ်အိမ်ဝင်ပြီးတော့မိမရောတမီရောမတင်းကျင်သွားဘယ်လိုလုပ်မလဲအရင်ရင်ကြည့်နော်တေချာစဉ်းစားနော်ပြီးတော့အရက်မူးလာမယ်ဆိုရင်ကိုရိုက်ရင်ဘယ်လိုလုပ်မလဲကိုတက်လိုက်ဘယ်လိုလုပ်မလဲတမီကိုရိုက်ရင်ဘယ်လိုလုပ်မလဲတေချာစဉ်းစားအရက်သမားဆိုအမှားများတယ်နော်လောင်းကစားလို့ဆိုလောင်းကစားဆိုရင်အရင်ဆွဲသွားမှာဆိုရင်လောင်းကစားဆိုတာဘယ်လိုမျိုးလဲကိုမကျွမ်းကျင်အလုပ်ကိုလုပ်တာကိမုတ်စာဖွင့်ခြင်းနဲ့ကိမုတ်ဆိုင်အကြောင်းဘာမှနားမလဲဖွင့်တယ်လောင်းကစားပဲရိုးရိုးဘောပွဲလောက်မှနော်အန်စာလုံးထောက်ခေါက်မှမြင်းပွဲလောက်မှလောင်းကစားမဟုတ်ဘူးကက်စီနိုစီးပွားရေးဆိုရင်လောင်းကစားစီးပွားရေးဘယ်မှာကွာသွားလဲကက်စီနိုဖွင့်ထားတဲ့လူကစီးပွားရေးလုပ်ငန်းရှင်ကက်စီနိုမှာထွားဆော့တဲ့လူကလောင်းကစားကက်စီနိုချင်းတူပဲနော်လောင်းကစားနဲ့စီးပွားရေးဘယ်မှာကွာသွားဆိုတော့ကက်စီနိုပိုင်ရှင်ကစီးပွားရေးတမားပဲ။ဘာကြောင့်လဲဆိုတော့ကက်စီနိုမှာတော့ဘာဆက်ပဲတော့ဆော့ပိုင်ရှင်ကနိုင်ဖို့အတွက်ဂိမ်းပူမြောက်လုပ်ထားတယ်။အဲ့ဒါကိုတော့ဆော့ရလူတွေကမနိုင်မှန်းသိရတော့ဆော့ရလူကဒါလောင်းကစားလုပ်ရတူတယ်။အဲ့ဒီလောင်းကစားတမားတွေရွေးမှဆိုရင်ပတ်စံမရှိတော့ဆိုရင်ကိုယ့်ရဲ့လက်ဝဲရတနာရောင်းစားမယ်ကိုယ့်မိမရောင်းစားမယ်ကိုယ့်သမီးရောင်းစားမယ်နော်အကုန်လုံးအများကြီးလုပ်နေတယ်။အဲ့ကြောင့်ဒီတုံးချက်နဲ့အ ਨੇ ဆုံးကင်းမှပဲညီမလေးကိုစုချရအနေနဲ့နော်တွဲပါဘယ်တော့မှဒီသုံးမျိုးနဲ့တစ်ခုလုံးတဲ့လူမတွဲပါနဲ့နော်အရင်အရေးကြီးပါဒါအစတည်းကလူရွေးမှန်စပြီးရွေးထားရညီမလေးမှာ power ရှိရဲ့နော်ဟေးတခါမှအလှပစိတ်ဝင်စားတဲ့လူကစေခန်းခဏသွားပြီးတော့ဆေးတွေထိုးပြီးဘာလုပ်ရဆရာဝန်မတွေကိုတွေ့ရတယ်ဆိုပြီးနေတော့သွားတွေ့တော့အကုန်အံ့ဩခဲ့ရပါတယ်တဲ့မိန်းကလေးသားရဲ့အမျိုးမျိုးလေးတာဆုံးဖြတ်ပြီးချစ်သူဖြစ်ခဲ့တာပါတဲ့ချစ်ကြတော့ရဲ့မခွဲနိုင်မခွာနိုင်နှစ်ဖက်နှစ်သက်ညံတို့ဝါကျွစာနဲ့လက်ထပ်ကြဖို့အရွယ်တွေရရဲ့မရင်ကြလို့လက်ထပ်မင်္ဂလာပွဲကို2025နိုမာလာမှာပြုလုပ်ဖို့စီစဉ်ခဲ့ကြပါတယ်တဲ့နောက်ဆုံးပြောရရင်ဒီလိုလားတော့ကဖုန်းနောက်ဆုံး AC ကိုပြတ်သွားပြီးတော့တစ်ချိန်တစ်ခါဖုန်းဆက်ခဲ့ပါတယ်အဲဒီဖုန်းဆက်တာကလည်း3-4လခန့်ကသူမနဲ့ရဲခူးရဲ့စီစဉ်စာရုပ်ရှင်ကားဇလန်းနဲ့
ပတ်သက်ပြီးကုမ္ပဏီဝန်ထမ်းများသူမှပြောခဲ့တဲ့စကားလုံးများဝန်ထမ်းများမှစာပို့ထားတဲ့အောင်မြင်တွေ့ပြီးရုတ်တရက်ဒေါသဖြင့်နိုးနိုးချင်းမနေ့စောစောမှာဖုန်းဆက်မိတဲ့တာကိုအတိအကျသူဝန်ခံထက်ပါတယ်ပြီးတော့ဆက်ရတဲ့ကိစ္စကပုံကိုရေးကိစ္စလုံးဝမဟုတ်ပဲအလုံးကိစ္စဖြေရှင်းရန်ဆက်ရခြင်းဖြစ်ပါတယ်ခိုးဖုန်းခေါ်ရသူမဘက်ကမကင်ပဲမနေ့ရုံးဖွင့်စီချိန်မှာကုမ္ပဏီဝန်ထမ်းများတဲ့ဆက်သွယ်လှုပ်ဆောင်ခဲ့ပါတယ်အေးဘာပဲပြောရီးစားတယ်ရီးစားဟောင်းမဖြစ်ဖြစ်ပါပြီမနေ့ပိုင်းမဆက်အကောင်းအောင်ဆိုပဲเนาะစီးထိန်ရမှာဒါအမျိုးသားဘက်ကနည်းနည်းလိုသွားတာမှန်ဒီဖြစ်စေမှားဒီဖြစ်စေမှန်လားမှားလားတော့ကန်ရှင်တွေမသိမှာမယ်เนาะဒီဒေါက်တာ channel ကဘယ်သူမှမှန်တယ်ဘယ်သူမှမှားတယ်မပြောဒီလိုမျိုးပုံမြင်လေးကိုကြည့်ပြီးတော့ညီမလေးကိုစောင်းရန်ရှောင်းရန်ပလိသတ်တွေအကျိုးရှိအောင်ပဲပြောတာเนาะဒါလူလောကမှာဘယ်သူမှဆိုဖြစ်နိုင်တယ်သူတို့မှမဟုတ်ကြံတဲ့လူတွေဖြစ်နေတာပဲเนาะဒါတဘာဝပဲပြီးတော့အဲ့နောက်မှာ तू ကထိုရေးစားဟောင်းနဲ့ဆက်သွယ်ခြင်းလုံးဝမရှိခဲ့တယ်တစ်ဖက်ကတင်ထားတဲ့ phone screenshot ရတယ် तू ရဲ့ AC ကိုရေးထားတယ်မဟုတ်ပဲ AC မင်္ဂလိတင်ရခြင်းရဲ့My Day 2024 November 25ရက်နေ့တင်တဲ့ပို့ဆိုရိုက်ပို့ထားဖြစ်ပါတယ်တဲ့ဒါကြောင့်တဲ့အခုဇလန်းမှာမလိုလားအပ်တဲ့အကြောင်းရင်းမှမသိကြပဲထင်ချင်းတဲ့ဆွဆွဲခြင်းများစော်ကားခြင်းများကိုဆက်လက်မပြုကြဖို့ကျွန်တော်ကကြားဝင်တောင်းပန်ခြင်းပါတဲ့ပြီးတော့ကျွန်တော်တရချင်းဒေါက်တာမာလေးကိုထိခတ်ပြောဆိုနေတဲ့မှုတွေအစွမ်းကုန်တီးခံနားလည်ပေးနေရတာဒါနဲ့ဒီထက်လိုမညာကြဖို့အမှန်တရားကိုရိုးရှင်းစွာပြောပြခြင်းဖြစ်ပါတယ်တဲ့ထိထက်နာကျင်မှုတွေဖြစ်လာရင်တော့ကံရှင်းများတဲ့အဆုံးဖြတ်ချက်နဲ့တက်ဆန်ပါကြောင်းယူသားဆောင်ခဲ့ဒီစာကထွန်းထွန်းအိမ်စံမှာထင်အောင်ထွန်းတင်ထားတဲ့ post တွေတော့ဣတိမရွေ copy paste လုပ်ထားပါအခုဒီ post ဆိုတော့ तू ကဖြတ်လာပါပြီကိုရွှေမန်းရဲ့တောင်းဆိုမှုကြောင့်ဖြတ်လိုက်ပြီเนาะအဲ့တော့ဘယ်လိုပဲဖြစ်နေပါမစေเนาะဒီလိုမျိုးစောစောဒေါက်တာမာလေးကန်ကောင်းတယ်တန်တာမိုးမြကကန်ဆိုးတယ်ဘာကြောင့်ပြောရတယ်အမျိုးသမီးရဲ့အခြေမှာကန်ကောင်းဆိုတာကိုကနည်းနည်းပဲပေးဆက်ရပြီးတော့အများကြီးပြန်ရတာเนาะအချိန်တူနဲ့အဲ့ဒါအခြေမှာကန်ကောင်းလို့ပြောဒေါက်တာမာလေးကသူနဲ့တွေ့ရတစ်နှစ်လောက်မရှိမှာရှိရပြီးတော့ယောက်ျားလေးကစောစောတန်တာမိုးတက်ရပြောပါသူကအရန် romantic ဖြစ်အရန် rule တယ်အဲ့တော့နင်းတယောက်လည်းမဟုတ်သူကပြန်ပြီးပြောတယ်တန်တာမိုးလေးပြန်ပြီးတော့ပြောတဲ့ video file တွေကလည်းခြေဖားကောင်းပါတယ်ဒါပေမဲ့ဒေါက်တာဗီဒီယိုလေးအစမှာပြောခဲ့တယ်လို့ပဲစာကြောင်းတစ်ကြောင်းသုံးကြောင်းနဲ့ပြောလိုက်မယ်ဆိုရင်အောက်ဖဲလှန်စရာမလိုကိုပေါင်ကိုလှန်ထောင်းစရာမဖြစ်တော့ဘူးအဲ့ကြောင့်ညီမလေးတို့အဲ့အပြိုစင်ဂုံတိတ်ထားဆိုတာဘယ်လောက်တန်မှုရှိရဆိုညီမလေးတို့သိပြီမလားအဲ့တစ်ကြောင်းလေးပြောလိုက်ရင်ဘာမှတခြားအရေးမကြီးတော့နော်လူတိုင်းကိုယ့်ကိုအထင်ကြီးလေးစားပါမယ်နောက်ကိုချစ်ကြိုက်ကိုတန်ဖိုးထားမဲ့ယောက်ျားရတယ်အောင်တိပြီးတော့သူတော်တော်ထိန်းနိုင်ရမယ်ပိုပြီးလေးစားပါမယ်ပိုပြီးတော့ကိုတန်ဖိုးထားပိုချစ်ခင်ကိုပိုများတယ်နော်ပြီးတော့တကယ်လေအပြိုစင်ပေါ်တန်ဖိုးထားတဲ့ယောက်ျားတွေပိုပြီးလိုက်လာနေမယ်နော်အဲ့တော့တခုတတိထားမှာလားလက်ထပ်ပြီးတော့မှပဲအပြိုစင်ပေါ်ပေးပါဘာကြောင့်တော့ယောက်ျားတွေကလူချင်းဘာမဆိုပြောလို့ရတယ်ဘာမဆိုပေးလို့ရတယ်ဒါပေမဲ့တကယ်လက်ထပ်မှုကြောင့်အရင်စဉ်းစားပြီးဟဲအာရောဒီဇလန်းလေးမှာဘသူတွေဘာလေးလိုရတယ်ဘသူတွေမှန်တယ်ဘသူတွေမှားတယ်ဆိုတာကိုမအောင်ပါရေးထားပါကိုရွှေမန်းလောက်လာကောင်းတာတစ်ခုပါလဲဆိုတော့သူ့ရဲ့ရီးစားဟောင်းဆိုရှယ်မီဒီယာမှာတိုက်ခဲ့တိုင်းသူဘာမှမလုပ်ခဲ့ဘူးနော်အဲ့ဒါကောင်းတယ်အရင်တချို့ရီးစားရဆိုရင်တယောက်ပြန်ပြီးတော့အောက်ဖဲလှန်ပြီးဖော်လာလေနော်ဒေါက်တာအနေနဲ့ဆိုရင်အမျိုးသားနေဆိုရင်ဒီအောက်ဖဲလှန်တဲ့အမျိုးသမီးကိုအရင်တတိထားအောင်ပြောမှာဘယ်လိုပဲဖြစ်နေပါစေသူ့ရဲ့ပြောဆိုဖို့ okay သူကထားခဲ့တာကိုသဘောမကျကိုရွှေမန်းသူ့ကိုထားခဲ့တယ်ပြောတာဂုံတိတ်ခါထိခါမှာဆိုဘယ်လိုပဲပြောနေပါစေသူပြန်ဖြစ်ရှင်းရတာအောက်ဖဲလှန်တာပါနေတယ်ဒါမကောင်းကိုတကယ်ချစ်ခဲ့တဲ့ယောက်ျားမလို့ပြီးတော့အဲ့ဒီယောက်ျားကလည်းတွဲတဲ့အချိန်မှာသူတယောက်တည်းပဲမတွဲတာဖြစ်ချင်မဖြစ်နေမယ်ဒါပေမဲ့ကြံတဲ့အရာတွေကိုကောင်းတယ်မှာပဲဟုတ်တယ်မလားညီမလေးတို့အဲ့အမျိုးသမီးဘဝတိုးတော်ပါပဲတူတက်တွဲလိုက်လို့ရုပ်ရှင်အများကြီးရဘယ်လိုပဲဖြစ်နေပါမလဲအဲ့မှာအကျိုးရှိခဲ့ရမှာ
အဲ့လိုမျိုးမလုပ်တယ်နော်ညီမလေးကိုလည်းတတိထားမှာအစတည်းကကောင်းလာအောင်ရွေးဝကွဲဝရင်လည်းသဘောထားမတိုက်ဆိုင်တဲ့အတွက်ကြောင့်နှစ်ဦးသဘောတူကွဲတာပါဆိုပြီးပြောလိုက်ကိုဂုံတိတ်ခါနည်းနည်းတက်ချင်ဆိုတော့ကျမကအပြိုစင်ဘွားကိုထိန်းထားတယ်ကျမကိုတကယ်တန်ဖိုးထားပြီးတော့လက်ထပ်တဲ့ဆုံးဖြတ်ချက်ချရဲတဲ့လူကိုပဲပေးမယ်လို့ကျမဆုံးဖြတ်ချက်ချထားတယ်လို့ကြောင့်ကျမတို့နှစ်ယောက်ဘာမှလုံလုံကျွန်းကျွန်းမရှိပါဘူးပြောလိုက်မဆိုရင်ဟေးနှစ်ဦးနှစ်ယောက်အတွက်ဂုံတိတ်တာပုံပြီးမတက်ပါဘူးလားအခုကျတော့မင်းကလေးပဲအများကြီးပေးတဲ့ရတယ်အခဲထားလိုက်ပါတော့အမျိုးသမီးကအကုန်ပေးတယ်ထားတာနော်ဒါပြောပြရနော်တင်ပညာတင်ပေးရနော်တကယ်ပေးချင်ပေးတကယ်မပေးချင်မပေးဘူးနော်အကုန်ပေးလိုက်ပဲဆိုရင်โอเคအကုန်ပေးပြီး3နှစ်တာလုံး4နှစ်9နှစ်ဘယ်နှစ်ဖြစ်မို့နော်အပြင်လောကမှာဖြစ်နေတာပြောတာအမျိုးသားကိုကိုယ်ချစ်လာအောင်မဆွဲဆောင်နိုင်ဘူးဆိုရင်အဲ့အမျိုးသမီးကအရေးချင်းမရှိရပဲနော်အရေးချင်းမရှိရပဲအမှန်တမ်းပြောမှာအရေးချင်းမရှိရနှစ်မျိုးအရေးချင်းမရှိဘူးနော်ထိန်းတာနဲ့ထားနိုင်တဲ့အရေးချင်းမရှိဘူးပြီးသွားရင်နံပါတ်1အရေးကြီးရတာကိုကအစတည်းကကောင်းကောင်းမရွေးတော့ကောင်းကောင်းရွေးတယ်ဆိုကိုယူရဲယောက်ျားကိုပဲရွေးမိမှာပေါ့ဟုတ်တယ်မလားဒီနှစ်ခုကမကောင်းတော့အနေနဲ့မိန်းမတယောက်ကိုတကယ်ယူဖို့စဉ်းစားမှဆိုရင်โอเคထိန်းတယ်မထိန်းနိုင်ဘူးပြီးတော့ဆုံးဖြတ်ချက်ချမှားတယ်ဆိုရင်ငါ့စီးပွားရေးသူ့ဘယ်လိုဆုံးဖြတ်ချက်ချရမလဲငါဘဝငါတန်တမီတွေအတွက်ဆုံးဖြတ်ချက်ချဖို့အတွက်သူ့ဘယ်လိုယုံကြည်ရမလဲဟုတ်တယ်မလားအဲ့ဒါကြောင့်အပြိုစင်ဘွားဆိုတာအမေးပေါင်းယောက်ျားကြီးခူးဆိုင်အောင်မဟုတ်ဒါလေးကိုခူးဆိုင်အောင်စိတ်အေးချမ်းမှု quality အရေးချင်းထိန်းထိန်းထားထားမှုနဲ့မိန်းကလေးဆုံးဖြတ်ချက်မှန်ကန်မှုကိုကြည်တာနော်အရေးကြည်တယ်တကတိကတော့အကုန်လုံးပေးတယ်မပူနဲ့ကျမတို့လည်းပေးတိုင်းတကတိကနောက်ဆုံးဖျားမှာပါဟိုရေတောက်ပြီးတကတိပေးပါမယ်ဆိုလို့ကျမတို့ပြန်တွဲခဲ့တာနော်အဲ့ဒါမပူနဲ့သူအဲ့လိုပြောတာဂတိပေးအထက်ပေးတိရမှာဘောအမျိုးသမီးကဘယ်လိုပဲဂတိပေးကိုယ်လိုချင်တယ်ဆိုရင်အမျိုးသားတွေကပြတ်သွားတာမကြိုက်ဘူးကိုယ်လိုချင်ဆိုဘာပဲဖြစ်ဖြစ်ပေးမှာပဲအဲ့လိုမျိုးအမျိုးသားတွေတော့ရှောင်ပါညီမလေးကိုပြောတာနော်ဒါအိမ်စမပေးရဘယ်အမျိုးသားမဆိုပြောတာသူပြောတာဟုတ်ချင်ဟုတ်မယ်မှန်ချင်မှန်မယ်မှန်တယ်ပဲသဘောထားတာပါဒါပညာရေးအရာမှန်တယ်ပဲသဘောထားတယ်သူဘာပြောအကုန်မှန်တယ်ပဲသဘောထားနော်အဲ့လိုကလေးလာအောင်ရမှာလေပြီးတော့ဒီလိုမျိုးဂတိမတီးရဲ့ယောက်ျားကိုရှောင်ပြီးတော့ဆိုတော့လက်ပါတယ်ပြောတယ်လက်ပါတယ်ဆိုတော့တန်တမိုးတဲ့လူကြားထဲမှာစောက်သွန်းလာလို့လိုင်းလက်ကစောက်သွန်းလာတော့တခုရှိရဲ့အမျိုးသားတွေကိုညီမတို့အရှက်မခွက်ဖို့အရင်အရေးကြီးအမျိုးသားတွေပဲရတယ်ရီးစားအများကြီးထားရင်ကိုယ့်ရှိမှမလို့ဖြစ်မဲ့လေးစားမှုဆိုတာရှိရတယ်နော်အရင်တော့အမျိုးသားကိုတွေ့ညီမလေးကိုနားလဲလေဟိုကိုကနံပါတ်1ကျန်တဲ့လူတွေကဒါအပျော်တွေ့တာအဲ့ဒါဆိုကိုယ့်ရှိမှမလို့ဖြစ်အောင်အမျိုးသားရဲ့လေးစားမှုရှိရတယ်နော်ပြီးတော့ညီမလေးကလည်းလိုင်းလဲကောင်မှဘာပဲပြစ်တာဖြစ်တာဒေါသဖြစ်တာဆိုရင်အမျိုးသားတွေကိုခေါင်းဆောင်မဲ့အမျိုးသားတွေခေါင်းဆောင်ဆိုမျက်နှာမပြတ်အောင်လုပ်တတ်ရတယ်နော်အထုတတိထားမျက်နှာပြတ်အောင်မလေးမစားလုပ်မိရဆိုရင်တခါလေနည်းနည်းမှတုံးမိတာပဲဖြစ်နော်ဆွဲမိတာပဲဖြစ်မှာပဲနော်သူပါရက်တယ်လို့နော်ဘာမှမပြောပါဘူးနော်အဲ့ဒါရောဒါတော့50-50ပေါ့ကိုရှိမန်းလွန်တယ်လို့မပြောချင်ဘူးမလွန်မှုလည်းမပြောချင်ဘူးเนาะဒါသူဘာဖြစ်ခဲ့တယ်တော့မသိဘူးလေမသိနိုင်ဘူးဒါပေမဲ့ရိုက်တာမပြောထိုးတာမပြောအဲ့တော့ကိုရှိမန်းအဲ့လောက်ထိတော့အများကြီးစိုးတာမဟုတ်เนาะဒါတီးလို့ရိုက်တယ်ထိုးတယ်သူပြောမှာပဲဟုတ်တယ်မလားโอเคအဲ့တော့ဘာကြောင့်အမျိုးသားတွေကအမျိုးသမီးကိုဒါကိုယ့်ရဲ့ right person လက်ထပ်ယူဖို့ဆုံးဖြတ်ချက်မြန်ချနိုင်တာလေတချို့ကြောင့်အကြာကြီးတွဲကြတယ်ပြီးရင်မယူတချို့ကြောင့်ခဏလေးတဲ့6လတစ်နှစ်ချက်ချင်းအမျိုးသားယူမယ်ဆုံးဖြတ်ချလိုက်ဒီအချက်တွေကြောင့်ဖြစ်မယ်9ချက်เนาะဒါဒေါက်တာအနေနဲ့အချက်ဆရာဝန်အနေနဲ့ညီမလေးတို့ဒီအချက်9ချက်ပို့ပိုးပြည့်စုံအောင်ကိုယ်နံပါတ်1ဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတာပညာနေပေးတာနံပါတ်5ကမင်းကလေးကအရန်ဖြူစင်ဖြစ်နေမယ်အပြူစစ်စစ်ဖြစ်နေမယ်စိတ်ထားဖြူစင်ဖြစ်နေမယ်เนาะ
အဲ့လိုဖြူစင်ဖြစ်တယ်ဆိုရင်ဘလို့ပဲဖြစ်ဟိုအရင်အမျိုးသမီးကပဲပြစ်သွားတာပဲဖြစ်စေအမျိုးသားပဲပြစ်သွားတာပဲဖြစ်စေနောက်လာတဲ့အမျိုးသမီးကပို့ပြီးဖြူစင်တယ်ပို့ပြီးတော့အပြူစစ်စစ်တယ်ဆိုရင်လက်ထပ်ဖို့အတွက်ဆုံးဖြတ်ချက်ချပို့ပြီးလွယ်သွားပြီနော်ပြီးတော့နောက်တစ်ခုကကိုယ့်ရဲ့နားလည်တဲ့အမျိုးသားတွေโอเคငါအရင်ကညီးစားအများထားခဲ့တယ်ငါအလုပ်အောင်မြင်တဲ့အတွက်ကြောင့်မင်းကလေးအများကတ်တာတဲ့ကြောင့် तू ကခွင့်လို့တယ်လက်ထပ်မဆုံးဖြတ်တယ်အဲ့လိုမျိုးဆိုရင်โอเคငါသူ့ကိုလက်ထပ်လို့ရတယ်နော်ပြီးတော့ကိုစကားပြောရတယ်ကိုနားထောင်တယ်အမြင်နဲ့အချိန်ပေးတယ်နော်ကိုအေဂျင့်မှုပေးတယ် peace အရန်ရေးကြည့်ဒီအချက်အရန်ရေးကြည့်အေဂျင့်မှုနော်မိန်းကလေးတွေစိတ်လုံခြုံမှုအတွက်အရေးကြီးဆိုယောက်ျားရဲ့အတွက်တကယ်တော့ယောက်ျားရဲ့အတွက်စိတ်အေဂျင့်မှုအရန်ရေးကြည့်အေဂျင့်မှုဆိုတာပြဿနာတွေမလိုအပ်ပဲမရှာဘူးပြီးပါရင်နောက်ကျောင်းရှင်းတယ်ခလေးမေမဟုတ်ဘူးအပြူမစစ်တာမဟုတ်ခလေးမေဆိုရင်နောက်ယောက်ျားရှိမှာရှိယောက်ျားရှိမှာအဲ့ဒါစိတ်အေဂျင့်မှာမဟုတ်နော်အဲ့ကြောင့်တောက်တာအမြဲတမ်းကိုနောက်ကျောင်းရှင်းအောင်လုပ်ထားပါပြီးတော့ဘာကြောင့်စိတ်အေဂျင့်မှုကြောင့်စိတ်အေဂျင့်မှုပတ်စံနဲ့ပေးလို့မရဘူးပတ်စံပူချမ်းသာလေးတွေဒေါက်တာမိနေတာအဲ့ရောအပြိုစစ်စစ်ပဲတကယ်လက်ထပ်ယူဖို့ဒါ minimum နော်အပြိုစစ်စစ်တိုင်းလက်ထပ်ယူမှန်းမပြောလို့ဒါပေမဲ့တခြား criteria အများကြီးရှိသေးတယ်အပြိုစစ်စစ်မှာပဲလက်ထပ်ယူဖို့ minimum စပြီးစဉ်းစားမှာနှုတ်မဆိုရင်လုံးဝမစဉ်းစားအောင်ဘာကြောင့်အကုန်ပြည့်စုံနေပြီမိဘကျေးဇူးဆက်တယ်နောက်ကစားမလို့စိတ်နဲ့မတောင်းအရင်နဲ့မတောင်းဘူးနော်ပြီးတော့စိတ်ထားကောင်းတယ်လူတော်ကအကျိုးဆောင်ရွက်နေတယ်ဘာလို့အပ်နေတယ်ဟုတ်တယ်ဗျဟိုဟာကကိုယ်ရီးစားမှလည်းရနေတာပဲဟုတ်တော့ခန္ဓာကိုယ်ဒါမှမဟုတ်အပြင်မှာသွားပြီးတော့လက်လီပေးစားရရပဲဟုတ်တယ်ဗျရောဂါမကူပြီးရပဲအမေကအကောင်ပဲတုံးတယ်လေစနစ်တကျတုံးတယ်လေအဲ့တော့ဘာမှစိတ်ပူစရာမလိုဒါပေမဲ့ကိုကတယောက်ထက်ယူရမယ်လက်ထက်ယူရမယ်ဆိုတော့ကိုယ်အေဂျင့်မှုပေးနိုင်တဲ့အပြိုစင်မလေးပဲယူမှာပေါ့ရှင်းမလေးဒါ minimum နောက်တစ်ခုပါရှိတယ်ကိုကမစစ်ဘူးဆိုရင်ယောက်ျားတွေကိုအေဂျင့်မှုမပေးနိုင်ဘူးလားဆိုရင်မဟုတ်အေဂျင့်မှုပေးနိုင်တယ်ညီမလေးကိုရိုးရိုးတတ်တတ်ပွင့်လင်းလင်းများများပြောထားမယ်ဆိုရင် तू ကလည်းညီမလေးကိုတစ်ခါမှလိန်တာမဟုတ်ဆိုရင် तू ပဲအန်တယ်ရှောင်းရမယ်ခလေးရောရှိတယ်ဒါပေမဲ့ခလေးအဖေစီမှာအဲ့လိုစိတ်အေဂျင့်ပါပြီခလေးကကိုစီပါလာမှာမဟုတ်โอเคအပြိုစစ်တော့မဟုတ်ဘူးအပြိုမစစ်တော့ဘူးဒါပေမဲ့ဗီဒီယိုရိုက်ထားတာမရှိဘူးเนาะအကြက်ကန်ထားတာမရှိဘူးအဲ့အမျိုးသားတခြားမြို့မှာတခြားပြည်နယ်မှာပုံမလေးပြောလာမှာဆိုတခြားမြို့တခြားပြည်နယ်ဆိုကိုယ်လာရှုပ်ဖို့ခဲပါပြီโอเคတမျိုးနဲ့ရှိအောင်မှာโอเคမင်းကအပြိုမစစ်ဘူးအရင်ယောက်ျားနဲ့အရင်ကြီးစားနဲ့မပတ်သက်စေချင်ဘူးဆိုရင်ငါတခြားမြို့မှာမင်းကိုထားထားမယ်အဲ့လိုလုံးရတဲ့တကယ်တော့ယောက်ျားလေးဆိုရင်เนาะကိုယ်ချစ်တယ်ဆိုရင်စိတ်အေးချမ်းမှုအတွက်ထားရတယ်ဟုတ်ပါမင်းရဲ့ဖုန်းဒီမလေးကိုတေချာပြအကုန်ဒီမှာပြတ်သွားပြီသူနဲ့ဘာမှမရှိအောင်တက်တည်ပြနော်ဖုန်း screenshot တွေပါပြပါဖုန်းကိုဖုန်းစစ်ပါစေဒါညီမလေးကိုတိုင်က volunteer လုပ်ရမှာနော်အဲ့လိုစစ်တယ်ဆိုရင်ယောက်ျားယုံတယ်သူငါ့ကိုတကယ်စိတ်အေးချမ်းမှုပေးရမယ်သူဘာဖြစ်ခဲ့တာအကုန်တည်ရဆိုငါသူ့ကိုတာဝန်ယူရပြီနော်ပြီးတော့နောက်တစ်ခုရှိရတာပွင့်နေရှိဖို့လို့လေအမျိုးသားဆွေမျိုးအတိုင်းဝမ် social status အရင်မြင့်နေတယ်အဲ့တော့ကိုကအပြူမစစ်ဘူးအတီးတရားဝင်မရအနေနဲ့မယူနိုင်အောင်မှနော်တကယ်ရီးစားအနေနဲ့တကယ်နှွေးထွေးတဲ့အိမ်ပေးထားနိုင်မယ်ဆိုရင်ညီမလေးကိုစဉ်းစားလို့ရတယ်တကယ်အရန်တော်နေဆိုပြအရန်တော်နေဆိုညီမတို့ဘဝလုံးဝပြောင်းလဲသွားတူတဲ့တွဲရတယ်ကွန်ဒိုမီနီယံမှာနေလို့ရတယ်တော့ရေခုကရှိတဲ့ဂျင်စောရတယ်ရိုးတာမယောက်ျားလေးဆိုရင်အမြဲတမ်းပတ်သက်စိတ်ပူနေရမယ်ပြီးတော့လေ तू ကတခြားကောင်မလေးနဲ့မဖောက်ပြန်ဘူးဆိုရတယ်ပြောမရဘူးလေဖောက်ပြန်မှာပဲလေဟုတ်တယ်မတင်ကြတဲ့အဟာတွေကိုအမျိုးသားကိုဘဝပေးမှစားဒီအမျိုးသားကတင်ကြဘူးက तू နဲ့အတူရှိနေမယ်ကိုဘဝအရင်ဘာမှပတ်သက်စိတ်ပူစားမလို့ကြမ်းမာရေးကောင်းရတယ်အလှပရေးအေးစိတ်လို့ရကိုဝါဒနာပါတဲ့တင်တဲ့တော်တော်ရကိုပညာရေးအားပေးရဆိုရင်အဲ့အမျိုးသားမီနနာကိုနော်ရီးစားအနေနဲ့ပဲတက်လုံးထားအောင်ရတယ်လောကမှာအများကြီးပဲထားအောင်ရတယ်နော်အဓိကကိုယ်တကယ်ချစ်ပြီးတကယ်ပွင့်ပွင့်လေးပြောနိုင်မှုအရေးကြီးရနောက်တစ်ခုကလေးစားဖြစ်မှာပေါ့ तू ကလေးစားလို့အမျိုးသမီးရနေပြီးတော့အမျိုးသားကိုလေးစားအရင်ရီးစားရမလေးစားတဲ့အတွက်ကြောင့်အဆင်မပြေဘူးနော်ပြီးတော့နောက်တစ်ခုအရေးကြီးက bonus ဆက်ပါဆို right timing ဆိုရှိတယ်အသက်20ကျော်အမျိုးသားကိုရွေးမယ်ဆိုရင်ညီမလေးတို့ချက်ချင်းလက်ထပ်တာဖြစ်ချင်မှဖြစ်နေမှာ
အသက်30အားလုံးပြီးပြည့်စုံယောက်ျားဆိုရင်မိသားစုတွေလိုချင်ပြီးတာသမီလိုချင်ပြီးဆိုရင်လက်ထပ်မှုမှာပို့ပြီးကျင်းတယ် right time ဆိုအဲ့ဒါကြောင့်ပြီးသွားရင်အရင်ကရည်စားရအရေးကြီးတယ်အမျိုးသားတွေကရည်စားများခက်တွေပူကောင်းနေဘာကြောင့်ဆိုမကောင်းတဲ့အမျိုးသမီးတွေတွေ့ခဲ့မှာအဲ့ကြောင့်ညီမလေးကိုကောင်းတယ်ဆိုရင်ညီမလေးကိုပူတန်ဖို့ပူတိတယ်ပြီးတော့အချင်းချင်းမှာပညာပူရထားရဆိုရင်မိန်းကလေးအလိုက်အကြိုက်ကိုပူပြီးတော့နားလဲတယ်နားလဲဆိုညီမလေးတို့ပူပျော်တယ်အဲ့ကြောင့်ယောက်ျားတွေရည်စားများလေတကယ်ယောက်ျားတော်ယောက်ျားကယောက်ျားမြတ်ဆိုရင်ကိုယ့်ရဲ့ appreciate ဖြစ်တယ်ဆိုရင်အဲ့ယောက်ျားပူတန်မှုရှိတယ်မင်းကလေးကြောင့်အဲ့လိုမဟုတ်မင်းကြီးရဲ့ရည်စားများလေ emotional damage ဖြစ်မယ် physical damage ဖြစ်မယ်နော် mental damage ဖြစ်မယ်ဆိုရင်ယောက်ျားလေးတွေဘာမှအကျိုးမရှိဘူးခလေးမေဆိုရင်ခလေးဟိုအချိန်ပေးနေရမှာတခြားယောက်ျားတွေရခလေးကိုအချိန်ပေးရမှာဆိုဒီယောက်ျားကဘာအကျိုးရှိဘာအကျိုးမှမရှိပြီးတော့စိတ်လည်းမအေးရအောင်လေဟုတ်တယ်မလားရှိနေမယ်နော်အဲ့ဒါကြောင့်ယောက်ျားတွေကဘာကြောင့်တန်မှုထားတာတွေကဒါလေးလဲဆိုတာညီမလေးကိုသိပြီမလားတခြားဘာတွေရှိအောင်မထင်ပါနဲ့ကိုမအမရေးတာပါဒီလိုမျိုးအချစ်ပညာပူတက်ချင်ဆိုရင် Love Dr. Rich American အချစ်ဆရာဝန် YouTube channel ကို share subscribe လုပ်ထားပြီးတော့ playlist မှာတွားပြီးတော့ကြည့်လို့ရပါတယ်ဘယ်လိုမျိုး topic တွေပို့ပြီးတော့နားထောင်ကြပါလဲကိုမအမလည်းရေးထားပါ share လုပ်ထားပါ subscribe လုပ်ထားပါ